ရှင်မင်္ဂလာပါမုံတယောက်ထဲရိပိမံကြီးတိဆောက်ခါရဲ့စိတ်ကူးရင်တက်တက်မှတ်ချက်တွေရဲ့ကဆိုဘူးခဲ့တဲ့ပြည်သားရဲ့ရေပြင်ကိုကြည်ကကြည်ကကျင်းနမှုရဲ့ရင်ဝဲလူသိစရာစကားတွေနဲ့ပေါင်ဖွေကားပဲကဲကြည့်စရာဦးဝဲမန်းချွေနေလာမရဲ့လွမ်းနေပြေပါဘူးကွယ်ကဲကြည့်စရာဦးဝဲကျင်းနမှုရဲ့အရေးဝဲနှစ်သိမ့်တရားစကားတွေနဲ့ပေါင်ဖွေကားပဲကံကြည်နေရဦးဝဲမန်းချွေနေလာမှုနဲ့လွမ်းနေမပြေပါဘူးကွယ်ကံကြည်တရားဦးဝဲဒီချိန်လို့တွေ့ပြီးဒီရလို့ရက်တွေတွေ့ရင်လည်းရချာရဲ့မမီကလည်းဆုံးစားမထီနဲ့ကွယ်မောင်နဲ့မီးနှစ်ယောက်သားကံထိတ်မှထိုင်ငါတွေဝင်နီးမောလို့တယောက်မျက်နှာတယောက်ကြည်ကယုံကျင်လဲရှက်လေကအရဲ့နှစ်သိမ့်ရောက်ရဲခဲ့သမျှလောကကဘာကြီးကိုပဲမိနေရမလားကွယ်မောက်ချစ်တဲ့ရဲ့ကံကြည်တရားဦးဝဲမချီမေလာမှုနဲ့လွမ်းနှွေမပြေပါဘူးကွယ်ကံကြည်တရားဦးဝဲပြောင်းဝိနေချင်မသည်လေတည်စိတ်မှာအားမေရတဲ့ရအနေသူမဲတွေ့ချိတ်ကအားရလို့ချီမအနိုင်မှုကွယ်နောင်ရတဲ့သစ္စာရှိရဲ့တွေ့လို့သာအမေမကွယ်တန်ကျဲတဲ့ရည်သက်ဟောင်းကြောင့်ကြရဲ့မရွယ်လျက်သူမပြတ်ပေါင်းရတကယ်လွန်ဝဲကွယ်မီရဲ့နောင်သံရာရဲ့စိတ်ချတဲ့ရေစဟောင်းအကြောင်းကဲရဲ့မရွယ်လျက်သူမပြတ်ပေါင်းရတကယ်လွန်ဝဲကွယ်မောင်ရဲ့နောင်သံရာနဲ့
တွေ့ဆုံကပျော်မွေ့နေခြင်းပါသေးတယ်ရေးရေးစိတ်မှာအောင်မေးလို့တတိယနေသူရဲ့တွေ့တွေ့จิตကဟောင်းရည်လို့ကြည်မဝနိုင်မှုကွယ်နှောင်းခဲ့တဲ့သစ္စာရှင်ရဲ့တွေ့လို့သာမောင်မကွယ်စင်ကြယ်တဲ့ရေစဟောင်းကြောက်ခဲ့ရဲ့မရွယ်နဲ့တင်မပြပေါင်းပေါင်းရဲ့လွယ်ပွေကဲမောင်ရဲ့နောက်တည်းအရဲ့စံကြဲတဲ့ရေစဟောင်းအကြောင်းကံရဲ့မရွယ်လျက်တင်မပြပေါင်းရတကယ်လွန်ပွဲကွယ်မေရဲ့နောင်တန်တရားရဲ့ကျေးဇူးပါရှင်ကျေးဇူးပါကိုဆွေးရအောင်လုပ်ကြပါလေကြွားရအောင်